Redmi Note 14 Pro နဲ့ Redmi Note 15 Pro ဘယ်ဟာပိုကောင်းလဲမှာတော့လူတိုင်းလူမိကြတဲ့ Redmi Note 14 Pro နဲ့ Redmi Note 15 Pro ဘယ်နေရာတွေမှာမတူတာလဲဘယ်ဖုန်းကဘလို့အားသာချက်အားနည်းချက်တွေရှိလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Redmi Note 14 Pro ကိုကြည့်ရမယ်ဆိုရင်သူ့မှာဘက်ထရီ 5500 mAh နဲ့ဖြစ်ပြီး 45W ဖတ်ချခြင်းသုံးထားတာကိုတွေ့ရပါတယ်။ Display ဘိုင်းကိုကြည့်ရမယ်ဆိုရင်လည်း 6.7 inch screen ကိုသုံးထားတော့စကားကြည့်ရတွေစာဖတ်တာတွေအတွက်အဆင်ပြေပါတယ်။ Chipset မှာဆိုရင်လည်း MediaTek Helio G1 အတွက် Ultra ကိုသုံးထားတော့300တာတွက်တက်ဘက်မှာပါပါတယ်။ကင်မရာဘိုင်းမှာဆိုရင်လည်း200 megapixel နဲ့မို့ပုံထွက်ကတော်တော်လေးကိုကြည့်ပါတယ်။ဆက်ပြီးတော့ Redmi Note 15 Pro ကိုကြည့်ရမယ်ဆိုရင်သူကဘက်ထရီကို 6500 mAh နဲ့ဖြစ်လာတဲ့အတွက်ပိုသုံးခံလာတာကိုတိတိတတ်တာတွေ့ရပါတယ်။ Display ဘိုင်းမှာဆိုရင်လည်း 6.8 inch screen ကိုမှ1800 nit နဲ့ဖြစ်လာတဲ့အတွက်မြင်ကွင်းလည်းပိုကျယ်လာပြီးတော့နေရောင်အောက်မှာလည်းအေးဆေးသုံးပြုနိုင်တာကိုတွေ့ရပါတယ်။ကင်မရာကတော့200 megapixel ပဲဖြစ်ပေမဲ့သူ့မှာပုံထဲကမလို့တဲ့အပိုင်းကိုဖြတ်လို့ရတာမျိုးတွေ AI image enhancement စတဲ့ AI ကင်မရာတွေပုံမပါဝင်လာတာကိုလည်းတွေ့ရပါတယ်။ဆိုတော့ Redmi Note 14 Pro နဲ့ Redmi Note 15 Pro ဘယ်ဟာပိုကောင်းလဲဘာတွေကွာခြားလဲဆိုတာကိုရှင်းကြည့်လို့ရလောက်မယ်လို့ထင်ပါတယ်။အခုလက်ရှိ Redmi Note 14 Pro, Note 15 Pro သုံးနေတယ်ဆိုရင်လည်းဘယ်နေရာတွေမှာသုံးရတာအဆင်ပြေလဲဆိုတာကိုဒီဗီဒီယိုလေးရဲ့ comment မှာပြောပြသွားကြပါအောင်နော်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။